မင်းကလေးတယောက်ဟာတစ်ပင်ပေါ်မှာတောင်တင်နေတဲ့ကြောင်လေးတစ်ကောင်ကိုတွေ့တော့သူမရဲ့ပဝါကိုသုံးပြီးအောက်ကိုချော့ချပေးခဲ့ပါတယ်။တနာစရာကြောင်လေးကိုကြည့်ပြီးစိတ်မကောင်းဖြစ်သွားတဲ့သူမဟာခင်မုန်းဖြစ်သူကိုကြောင်လေးမွေးဖို့ခွင့်တောင်းပါတယ်။ခင်မုန်းဖြစ်သူကအတန့်ကြိုက်လွန်းသူမိုက်စဖတ်ပေးရှိသူဖြစ်တာကြောင့်ကြောင်အနက်အသက်နဲ့အမွေးတွေကိုမကြိုက်ပေမဲ့ဇနီးတဲ့ရဲ့တနာစရာမျက်နှာလေးကိုမြင်တော့မငြင်းရက်ပဲနောက်ဆုံးမှာသဘောတူလိုက်ရပါတယ်။သူမကကြောင်လေးကိုတွန်းထမ်းလို့နာမည်ပေးလိုက်ပြီးသူမကိုသူမမေမေခင်မုန်းဖြစ်သူကိုဖေဖေလို့သတ်မှတ်လိုက်ပါတယ်။ online မှာကြောင်မွေးနည်းတွေရှာဖတ်ပြီးရေချိုးပေးတာကာကွယ်ဆေးထိုးတာတွေလုပ်ပေးခဲ့ကြတယ်။အရင်ကဘဝကိုပြင်းရင်ညှိငွေ့နေတဲ့ခင်မုန်းဖြစ်သူဟာဇနီးတဲ့နဲ့ကြောင်လေးကြောင့်အိမ်ရဲ့နှွေးထွေးမှုကိုစတင်ခံစားလာရပြီးဘဝကပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပါတယ်။ဇနီးတဲ့ကလည်းခင်မုန်းဖြစ်သူအနက်အသက်ကြောင့်စိတ်မညစ်ရအောင်အိမ်တန်ရှင်းရေးဆက် sweeper နဲ့အနက်တောက်ဆေးတွေကိုပါအသင့်ဝင်ထားခဲ့ပါတယ်။နောက်နေ့အလုပ်မှာသူမကတငယ်ချင်းဖြစ်သူကိုကြောင်လေးမွေးတဲ့အကြောင်းပြောပြပါတယ်။တငယ်ချင်းကနင်တို့ကလေးယူဖို့လိုသေးတယ်လို့ပြောတဲ့အခါသူမကကလေးရှိပြီးကြောင်လေးကိုဆိုလိုတာလို့ပြန်ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းခင်မုန်းဖြစ်သူကသူ့ရဲ့အလုပ်ဖော်ကိုကြောင်မွေးတဲ့အကြောင်းပြောပြနေပါတယ်။အလုပ်ဖော်ကမင်းလိုအတန်းကြိုက်တဲ့သူကဘာလို့ကြောင်မွေးတာလဲလို့အံ့ဩတကြီးမေးတဲ့အခါသူကဇနီးတဲ့ကိုမငင်းရက်လို့ပါလို့ပြုံးပြီးဖြေလိုက်ပါတယ်။အလုပ်ဖော်ကငါအတိမင်းကလေးတယောက်လဲကြောင်မွေးတယ်နာမည်ကတွန်းနဲ့မင်းတို့တွေတော်တော်တိုက်ဆိုင်တာပဲလို့ပြောပါတယ်။ဒါပေမဲ့အဲ့ဒီအလုပ်ဖော်မသိတာကတော့သူတို့နှစ်ယောက်ဟာအမှန်တကယ်လင်မယားတွေဖြစ်နေကြတာပါပဲ။